ဒီခံချင်းဤမဖော်ပြနိုင်သောစွမ်းအားဟဲလိုတစ်ခုလောက်မေးပေရစေပောက်ကွဲခြင်းလွန်းလို့ဒေါသထွက်ပူးသလားတစုံတစ်ယောက်ကတင့်ကိုစော်ကားတာတစ္ဆာဖောက်တာဒါမှမဟုတ်ဘဝကတင့်ကိုကန့်သက်ချက်အထိတွန်းပို့တာမျိုးဖြစ်နိုင်ပါတယ်ယခုဤအရာကိုစိတ်ကူးကြည့်ပါငြင်းချမ်းမှုမဆုံးရှုံးပဲအဲ့ဓာတွေအားလုံးကိုရင်ဆိုင်နိုင်ရင်ဘယ်လိုလုပ်မလဲမဖြစ်နိုင်ဘူးထင်တယ်မဟုတ်လားတော့မြတ်စွာဘုရားကတီးခံခြင်းတရားဘလောက်အစွမ်းထက်တယ်ဆိုတာအတိအကျပြခဲ့တယ်ဒီဇလန်းကမင်းတော်သားကိုထာဝစဉ်ပြောင်းလဲစေတာကြောင့်ငါနဲ့အတူနေပါဗုဒ္ဓဘာသာမြန်မာ channel မှာကြိုးဆိုပါရယ်တငယ်ချင်းယနေ့တွင်ကျွန်ုပ်တို့သည်မြတ်စွာဘုရားတင်ကြားခဲ့သောမယုံနိုင်လောက်စရာအကောင်းဆုံးအရာများထဲမှတစ်ခုသို့နစ်မြုပ်နေပါသည်ခန်းဒီအားနေချက်မဟုတ်နှုတ်စိတ်မနေနဲ့ဒါပေမဲ့စိတ်ကိုအကာအကွယ်ပေးတဲ့နဲ့နေပြီးမတုံမလုံနိုင်တဲ့ခွန်အားတစ်ခုပါကျုံကိုယုံပါဒါကိုမင်းသားလေလိုက်တာနဲ့မင်းဘဝတစ်ခုလုံးပေါ်ပါသွားနိုင်နေကြည်ရအောင်မြတ်စွာဘုရားဤတီးခံခြင်းကိုအပြည့်အဝပြသသောကျမ်းများတွင်ပုံမြင်တပုတ်ရှိသည်တနေ့တွင်လူတစ်ယောက်သည်မြတ်စွာဘုရားထံချင်းကပ်သည်ဒေါသမနာလိုမုန်းတီးမှုအပြည့်အကြောင်းပြချက်မရှိဘဲဗုဒ္ဓကိုစော်ကားကျိန်ဆဲနှိုးဆော်ရန်ကြိုးစားသည်ဘုန်းကြီးတွေတုံ့နှုတ်သွားတယ်ဘေးနားကလူတွေအစင်မပြေဒါပေမဲ့ဗုဒ္ဓသူငြိမ်သက်နေသည်လိုင်းလုံးများမရှိသောရေကန်တစ်ခုလိုပင်လူသည်အော်ဟစ်ပြီးသောအခါမြတ်စွာဘုရားသည်တိမ်မွေ့စွာမေးတော်မူ၏တငယ်ချင်းလူတစ်ယောက်ကမင်းကိုလက်ဆောင်ပေးရင်လက်မခံဘူးလက်ဆောင်ကဘသူအတွက်လဲထိုလူကရှုံ့မဲ့ပြီးပြန်ဖြေသည်လူတဲ့သူကပေးတာပြီးတော့မြတ်စွာဘုရားကအတိအကျပဲဒီလိုပဲမင်းတော်သားကိုငါလက်မခံဘူးမင်းနဲ့အတူရှိနေတဲ့ထိုစကားသည်စစ်မှန်သောစိတ်ရှည်ခြင်းဤအနှစ်သာရဖြစ်သည်ဒီတော့ဒါကခေတ်သစ်ကဘာမှာငါတို့အတွက်ဘာအဓိပ္ပာယ်လဲလူတွေကိုရိုင်းဆိုင်မလုပ်တာကိုငါတို့တားလို့မရဘူးမတရားတဲ့အခြေအနေတွေကိုတားလို့မရဘူးကျုပ်တို့ဒီအရာအလုံးကိုမထိန်ချုပ်နိုင်ပါသို့တော့ကျွန်ုပ်တို့ထိန်ချုပ်နိုင်သည်ငါတို့ကိုပြစ်ထားတဲ့ဒေါသကိုငါတို့ကောက်မှာလားအချိန်များစုမှာငါတို့ကအဲ့ဒါကိုချက်ချင်းဖမ်းတယ်ငါတို့ပြန်တိုက်တယ်အော်ဟစ်တယ်ငင်းခုန်တယ်ဖိစီးတယ်အဘယ်သို့မှန်းစမိကပြန်သွားတယ်သို့တော်တီးခံခြင်းသည်တီးမခံနိုင်ကြောင်းမြတ်စွာဘုရားကပြတော်မူ၏ခွန်အားပါပဲအဲ့ဒါပညာပဲရင်းသေးပြောနိုင်စွမ်းဖြစ်သည်မင်းရဲ့ဒေါသကငါအတွက်တည်ဖို့မဟုတ်ဘူးဒီလိုမျိုးအစွမ်းအစတွေရှိနေတယ်လို့မြင်အောင်ကြည့်ပါတင့်ပတ်ဝန်းကျင်ရှိအစိုးမြင်စိတ်တိုင်းကိုမဆုပ်ယူပဲအသက်ရှင်နေထိုင်ရန်စိတ်ကူးကြည့်ပါတီးခံခြင်းသည်တိတ်တဆိတ်ဆင်းရဲဒုက္ခနှင့်မပတ်သက်ပါအားနည်းခြင်းအကြောင်းမဟုတ်ပါလူတွေကမင်းကိုလမ်းလျှောက်ခွင့်ပေးတာမဟုတ်ဘူးဗုဒ္ဓဘာသာတွင်တီးခံခြင်းဟူသည်ကိုယ်စိတ်ကိုကိုယ်ကာကွယ်ပါအကြောင်းတရားနှင့်စိုးကျိုးများကိုနားလည်ခြင်းကဘာကြီးကိုဒေါသတွေထပ်တိုးဖို့ညှင်းဆန်နေခိုင်မာပြီးမလုံမရှားနိုင်သောတောင်ကြီးတစ်ခုဖြစ်လာတဲ့ကဲ့သို့မုန်တိုင်းတွေတင့်ပတ်ဝန်းကျင်မှာလာနေချိန်စိတ်မရှိတဲ့စိတ်ကပူလောင်လွယ်တယ်လို့မြတ်စွာဘုရားကသင်ပေးတယ်ဒါပေမဲ့စိတ်ရှည်တယ်မရှုံးနိုင်ပါဘူးထို့ကြောင့်စိတ်ရှည်ခြင်းသည်အမှန်တကယ်တတိရှိသောပုံစံဖြစ်သည်ဒါကိုလက်တွေ့ဘဝတွေကိုယူဆောင်ကြပါစို့ဤဒီမှာရိုးရှင်းတော်လဲအစွမ်းထက်သောလေ့ကျင့်ခန်းကိုယနေ့သင်ဆန်းသုံးကြည့်နိုင်သည်တစ်တစုံတစ်ယောက်ကတင့်ကိုအစပြိုးသောအခါခိတ္တရက်ပါတစ်စက္ကန့်မျှသာဤခိတ္တရက်ချင်းသည်ဝင်းဆက်တုံ့ပြန်မှုကိုချိုးဖျက်သည်နှစ်သိမ့်စိတ်ထဲမှာတိတ်လေးပြောပါဒါကငါရဲ့ငြိမ်းချမ်းရေးကိုဆုံးရှုံးရတာတန်တလားအများစုကတော့အဖြေကမဟုတ်ဘူးသုံးတိမ်ကဲသို့ခန်းစားချက်ကိုရှုမှတ်ပါမစီရင်ပါနှင့်သတိပြုပါဒေါသတွေတိုးလာသလိုခံစားရတယ်စိတ်ပြက်လက်ပြက်ဖြစ်ရတယ်တင်သတိပြုမိသောအခါတွင်ရင်းအားထိန်းချုပ်မှုရပ်တန့်သွားမည်ဖြစ်သည်လေးဖြည်းဖြည်းချင်းအသက်ရှူသွင်းပါရှူထုတ်ပါဒေါသကသင်္ခန္ဓာကိုယ်ကိုထွက်သွားအောင်မြင်အောင်ကြည့်ပါငါမတုံ့ပြန်ပဲပညာဖြင့်တုံ့ပြန်ပါတခါတရံနှုတ်ဆက်နေခြင်းကိုဆိုလိုသည်တခါတရံအေးအေးဆေးဆေးစကားပြောဆိုလိုသည်တခါတရံဝေးရာသို့ရှောက်သွားခြင်းကိုဆိုလိုသည်ဒီအဆင့်လေးတွေကစိတ်ရှည်သီးခံမှုကိုနေစုတိဆောက်ပေးတယ်မကြခင်မှာတင့်စိတ်တွေပိုတည်ငြိမ်လာမယ်ပိုအားကောင်းလာပြီးတည်ငြိမ်လာမယ်ဒီအတွေးနဲ့မင်းကိုငါထားခဲ့ပေးရစေမြတ်စွာဘုရားသာသနာတော်မှာငြိမ်ဝတ်စွာနေနိုင်လျင်စော်ကားခံရသည့်တိုင်အဲ့ဒီအခါမှာကျွန်တော်တို့အားလုံးမှာတူညီတဲ့အလားအလာရှိပါတယ်ပြည့်စုံတဲ့ဘဝမလိုအပ်ပါဘူးတိတ်ဆိတ်တဲ့ပတ်ဝန်းကျင်ကိုမလိုအပ်ပါဘူးတတိရှိဖို့ပဲလိုပါတယ်ခဏရက်ပါသင်၏စိတ်ကိုကာကွယ်ရန်တတိတီးခံခြင်းဆိုတာမင်းမွေးတုံးကပါလာတဲ့အရာမဟုတ်ဘူးတင်လေးကျင့်ပေးတဲ့အရာတစ်ခုပါများများလေးကျင့်လေပုံမလုံးမလုံးဖြစ်လာတဲ့ဤတင်ကြားမှုတွင်တန်ဖိုးရှိကြောင်းတွေးရှိပါကနောက်ထပ်ဗုဒ္ဓဘာသာဉာဏ်ပညာနှင့်ဘဝသင်ခန်းစာများအတွက်ထပ်မံ၍ like share လုပ်ပြီးစာရင်းသွင်းပေးပါအောက်တွင်မှတ်ချက်တစ်ခုချပေးပါတင်းစိတ်ရှည်မှုကိုမကြသေးမီကညီသည့်အခြေအနေကစမ်းသပ်ခဲ့သနည်းအတူစူးစမ်းကြပါစို့နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်နော်တည်တည်ငြိမ်ငြိမ်နေပါကျင်နာပါသတိနဲ့နေပါ